သူလည်းလက်မခံဘူးလေဟုတ်သူလက်မခံရင်ခင်ဗျားကဘာခံကျင်တော့ အကိုကြီးသိရတော့မှာလားသိရတော့ မှန်လေဒီမှာကရကြီးကလာပြောနေဒီလူကြီးအသိန်းခိုင်းနေတာသူကသိန်းခိုင်းတာပိသက်ကလည်းသူ့ကိုမုန်းမဆိုတယ်မကြီး ဟိုနောက်ဆက်ကလည်းစင်းနေဖြစ်နေတော့ ငါကိုနဲ့ငါ့ကိုမုန်းမရှမ်းဖြစ်နေတာ မဟုတ်သူ့ကိုမုန်းမဆိုလို့မကြီးပိသက်ကလည်းဟောမှဆို မသိလို့လည်းမရတော့ဘူးဟိုမှာကြည့်လိုက်ကြီးကိုင်းအောင်စင်မော်ရောက်နေတယ် နေပဲကြီးကအဲ့ဒါနဲ့မထွေး ဟုတ်ပြီးကြီးအဲ့ကောင်ဓာတ်နဲ့ထုံမနဲ့ကြ ကျွန်တော်တို့က6နာရီကမှာ အဲ့ဆောင်ဒါမင်းနဲ့ကျွန်တော်တို့ကလူက9နာရီကပြီးကျွန်တော်တို့ကလူတွေကပြန်သွားမှခင်ဗျားတို့ဖြုတ်ကြံခဲ့ရမှာ ကျွန်တော်အစီအစဉ်လေးတစ်ခုဆွဲလိုက်မယ်အမတို့ကျွန်တော်တို့ကားရာကြီးပဲကြည့်နေအမတို့ယိုးနေပြီအဲ့တော့အမတို့တလဲကကျွန်တော်တို့အောက်ကတလဲပြန်ဆင်းကြည့်မယ်ဟုတ်ကောင်းတကယ်ကောင်း ချစ်သူလေးရဲ့ရုပ်ကမာကြီးတွေတီအောင်ပြောထားခွေအမေသမလေးဟာကာယမလေးလို့ဘာမှမလုပ်တတ်တယ်ချစ်သူလေးရဲ့ရုပ်ကမာကြီးတွေတီအောင်ပြောထားခွေအမေသမလေးဟာကာယမလေးလို့ဘာမှမလုပ်တတ်တယ်မင်းသားသမကလေးကိုစဉ်းစားပြီးချစ်စေချင်ပါလေမအပြစ်မပြောနဲ့ချစ်တော်သမဟာစိတ်ဆိုးတော်လေမေတို့ခင်စကားတွေများနေ ဘာမှမအယိုးစိန်သွားခုချေစားပြီးအယိုးစိန်လာတာပြီ စိတ်ဆိုးတော်လေမေ ပွဲနာရဲ့ကြရင်အုပ်ရွယ်အောင်ကသပင်အောင်နီးနေနော်နောက်စတီယိုတစ်ချောင်းတက်ထည့်နေရ မင်းသမီးကပါးနေတယ်မင်းသားနောက်ကိုလက် မင်းသမီးကလည်းကိုအောင်စမှုပတ်သက်ကြားပြလို့လိုက်ရှာနေတဲ့ပုံစံ ဒီလေးရတယ်အဲ့လိုမပြောရနဲ့ तू ကလေဒါသူလည်းပြောတော့ကျွန်တော်ညီမလေးကပကူးမှာဒါအစင်းကအစင်းဖြစ်လာတာဒီလက်ထဲမှာမမရှိမှတန်မင်းလားအဲ့ဒါစောက်တီယိုကြီးထည့်တာ စတီယိုသူ့ရဲ့အားနဲ့ချက်ကအမျိုးသမီးတွေဆိုသိတဲ့နားတယ် ဟာချစ်တတ်တယ်ကလေးတွေဆိုဂျပန်ထဲမှာထားတာမျိုး အချမ်းလေး ဖြည်းဖြည်းလုံးမန္တလေး ငါတို့ဂျပန်နိုင်ငံရွှေပလာနဲ့ကြက်တောင်းကိုင်းမင်းတို့ဂျပန်ယုံယုံကြည်ပလာနဲ့ကြည်တော့ဝချီတော့စက်ချီ